မင်္ဂလာပါ Essential Skills for Teenager Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Digital Nomad တယောက်မှရှိတဲ့နဲ့အရေးချင်းတွေကမှတစ်ခုဖြစ်တဲ့ Graphic Design အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီတော့ Graphic Design ဆိုတာဘာလဲ Graphic Design ဆိုတာကိုရိုးရှင်းလေးနဲ့ပြောပြရရင်တော့ကိုပေးချင်တဲ့ message တစ်ခုခုဒါမှမဟုတ်အချက်လက်တွေကိုလူတွေမြင်ယုံနဲ့ကြည့်ယုံနဲ့ချက်ချင်းနားလည်သွားအောင်လို့ပုံရိပ်တွေ color တွေစာသားတွေနဲ့အမှုပညာဆန်းဆန်း creative ဖြစ်ဖြစ်ဖန်တီးထားတာကိုခေါ်တာပါမြင်သာအောင်ဥပမာတစ်ခုပေးရရင်ဖုန်းတစ်လုံးကြော်ညာတော့မယ်ဆိုပါစို့အဲ့ဒီဖုန်းရဲ့အကြောင်းကို graphic design မသုံးဘဲနဲ့ copywriting ကြော်ညာစာရေးသားနည်းနဲ့ပဲလူတွေကိုရှင်းပြမယ်ဆိုလို့ရှိရင်ဒီဖုန်းကတော့ RAM ဘယ်လောက်ပါ battery ကတော့ဘယ်လောက်ပါမျက်နှာပြင်ကတော့ဘယ်လောက်ကျပါတယ်အဲ့လိုဆိုပြီးစာရေးအရှိရေးပြနေရမှာပေါ့ဒီတော့ဖတ်တဲ့သူတွေလည်းရင်းစရာကြီးဖြစ်နေလိမ့်မယ်ဒါပေမဲ့ graphic design နဲ့တွဲပြီးသုံးလိုက်မယ်ဆိုရင်အခုကြည့်ပါဒီမြင်နေရတဲ့ပုံတစ်ပုံမှာတဲ့ဖုန်းရဲ့ပုံစံဘယ်လိုလေးလဲသူရဲ့အကာချက်ကဘာတွေလဲ battery လား camera လားဖုန်း screen ကြည့်ရလားဂိမ်းကောင်းကောင်းဆော့လို့ရလားဒါတွေအကုန်ပုံတစ်ပုံနဲ့ကြည့်ုံနဲ့မြင်နိုင်အောင်လို့ graphic design ကအများကြီးကူညီပေးပါတယ်စကလုံးတစ်လုံးနဲ့ပြောရင်ဒါ graphic design ရဲ့ super power ပဲစကလုံးမောင်းထောင်ချီပြီးရေးသားပြီးသူတစ်ပါးနားလည်အောင်ပြောရမယ့်ဟာကိုစက္ကန့်ပိုင်းအတွင်းမှာလူတွေရဲ့ခေါင်းနဲ့အတွေးတွေရအောင်လို့ဒီ graphic design ကပို့ဆောင်ပေးနိုင်ပါတယ်ပြောရရင်ဒါတွေမကသေးဘူးပေါ့နော် graphic design ရဲ့အရေးကြီးတဲ့အကြောင်းကိုပြောရမယ်ဆိုရင်ဒီနာမည်ကြီးတစ်စိတ်တွေရဲ့ marketing နဲ့ branding လုပ်တဲ့နေရာမှာလည်းသူကအခရာပဲဘာလို့လဲဆိုတော့လူတွေကစာဖတ်ရတာထက်ပုံကြည့်ရတာကိုပိုကြိုက်တယ်ဥပမာပေးကြည့်မယ်နော် Coca-Cola လို့ကြားလိုက်တာနဲ့ဘာကိုပြင်းမြင်လဲအနီရောင်လေးရဲ့ပြီးတော့သူ့ပေါ်မှာပါတဲ့အဖြူရောင်စလုံးလေးတွေရဲ့ဟုတ်တယ်ဟုတ် Pepsi ဆိုရင်ရောပြားရဲ့အနီရဲ့အဖြူရဲ့ပေါင်းထားတဲ့အဝိုင်းလေးတွေဒါလေးတွေပြင်းမြင်နေမလား Apple ဆိုရင်ရောတကိုက်ကိုက်စားထားတဲ့ပန်းစီတစ်ချမ်းပဲပေါ့ဒါဘာလဲဆိုရင် graphic design ရဲ့စွမ်းအားပဲဒီလိုမျိုး design တွေ logo တွေကို marketing technique တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာ product တစ်ခု service တစ်ခုကလူတွေရဲ့အသေးတဲ့နှလုံးသားထဲမှာနှစ်ပေါင်းကြာကြီးထင်ကျန်ရစ်သွားပြီပေါ့နော်ဒါ graphic design ရဲ့ power တွေပဲဒါတွေကြောင့်မို့လဲစီးပွားရေးလုပ်ငန်းရှင်တွေကဒီ graphic design ဘိုင်းမှာအများကြီး invest လုပ်ကြတယ်ဒါကြောင့်မို့လဲဒီ skill က job market မှာအများနဲ့လိုနေတယ်အများနဲ့ demanding ဖြစ်နေတယ်ဒါကြောင့်မို့လဲ digital nomad တယောက်မှာရှိရမယ့်အရေးချင်းတွေထဲမှာသူပါနေတာပေါ့ကဲအခုလောက်ဆိုရင်တော့ graphic design ဆွဲဖို့ဘာ software တွေသုံးရမလဲဆိုတော့အားလုံးသိချင်နေလောက်ပြီလို့ထင်တယ် graphic design လို့ပြောလိုက်မယ်ဆိုရင်တော့တကယ် professional တွေသုံးတယ် Photoshop တို့ Illustrator တို့ဒါတွေရှိတယ်ဒါပေမဲ့ကိုက beginner အခုမှစလေ့လာမယ်ဆိုရင်တော့အဲ့ software တွေကသင်ရတာခက်ခဲနိုင်တယ်ပြီးတော့ဒီ software တွေသုံးမယ်ဆိုရင် computer RAM ဘယ်လောက်ရှိရမယ် RAM ဘယ်လောက်ရှိရမယ်ဒီလိုမျိုး computer သတ်မှတ်ချက်တွေရှိရပေါ့နော်ဒါကြောင့်မလို့အဲ့ဒီ software နဲ့သင်ချင်တော့ performance ကောင်းတဲ့ computer ရှိဖို့လည်းလိုအပ်တယ်ပြောရရင်တော့အများကြီးရင်းနှီးရမယ်ပေါ့နော်ကိုမှရှိပြီးသားတာမန်ရုံးသုံးကျောင်းသုံး computer နဲ့လေ့လာဖို့တော့အနည်းငယ်ခက်ခဲနိုင်တယ် graphic design စိတ်ဝင်စားတဲ့ beginner တွေအတွက်သတင်းကောင်းရှိတယ်အလွယ်ကူဆုံးနဲ့အထီရောက်ဆုံးသုံးလို့ရမယ့် tools လေးတစ်ခုရှိရပေါ့နော်သူကတော့ Canva ပဲဖြစ်တယ် Canva အကြောင်းကိုနောက် episode တွေမှာအသေးစိတ်ပြောပြပေးသွားတော့မှာဖြစ်လို့ channel လေးကိုဆောင်းမကြည့်ရှုပေးကြပါအောင်နော်ပြီးတော့လမ်းသွားတဲ့အခါမှာကြည့်ခဲ့ပါဘယ်လိုမျိုး poster တွေ design တွေကအိမ်ပြန်ရောက်တဲ့အထိကိုယ့်ရဲ့အတွေးထဲမှာသင်ချန်နေရေးခဲ့လဲကိုယ့်ရဲ့အတွေးထဲမှာပြန်တွေးမိနေတဲ့ design တစ်ခုရှိလား comment မှာရေးခဲ့ပေးပါအောင်နောက် video မှာပြန်တွေ့ကြပါမယ် see you နော်